ငြိမ်းအေးခြင်းချမ်းသာနဲ့ပြည့်စုံနိုင်ကြပါစေဓမ္မဝိဟာရရဲ့နတ်နဲ့ခင်ပေါ့မင်္ဂလာရှိတဲ့အချိန်မှာချမ်းသာစေတဲ့အတွေ့အလေးတစ်ခုကိုယ်ဘဝထဲမှာကိုယ်ဝန်တာကိုယ့်ရဲ့ဘဝဒီဖြစ်တည်မှုတစ်ခုထဲမှာကိုယ့်ရဲ့တာဝန်ပဲရှိတယ်ဘယ်သူမှလည်းကိုယ့်ကိုတာဝန်ခံပေးမဲ့လူမရှိဘူးကိုယ့်ရဲ့ဘဝကိုယ်တာကြလောကကြီးထဲမှာကိုယ့်ရဲ့ဘဝကောင်းမှုကိုယ့်ရဲ့ဘဝဆိုးဖို့ဒါကိုယ့်ရဲ့လက်ထဲမှာပဲဒါကိုလူတွေကနားမလည်တဲ့အခါကျတော့ကိုယ့်ရဲ့ဘဝကိုတကောရှင်တူဦးစီကိုအနှံပြီးတော့ကျွန်ုပ်ရဲ့ဘဝကိုဖန်ဆင်းပါကျွန်ုပ်ရဲ့ဘဝကိုတာဝန်ယူပေးပါကျွန်ုပ်ရဲ့နောင်ဘဝတမလွန်ကိုလည်းတာဝန်ယူပေးပါဆိုပြီးတော့ကိုယ့်ရဲ့ဘဝကိုတခြားသူရဲ့လက်ထဲအပ်ပြီးတော့တာဝန်ခံစေကြတယ်ပေါ့နော်ဘာသာလိုက်ပေါ့လေဟိန္ဒူကလည်းသူတို့ရဲ့ဗျမကြီးကပဲသူတို့ရဲ့ဘဝကိုတာဝန်ယူပေးမှာပေါ့တချို့ဗုဒ္ဓဘာသာတွေကလည်းပဲသူတို့ရဲ့ကိုယ်ွယ်ရာနတ်အလိုက်ပေါ့နော်တရုတ်ဆိုလဲတရုတ်နတ်ပေါ့ကလားဆိုလဲကလားနတ်ပေါ့ကရင်ဆိုလဲကရင်နတ်မွန်ဆိုလဲမွန်နတ်ပေါ့အမှန်ကတော့ကိုယ့်ရဲ့ဘဝဖြစ်တည်မှုအတွက်ကိုယ့်ရဲ့တာဝန်ပဲဖြစ်တယ်မကောင်းမှုပြုထားတဲ့အကြောင်းကြောင့်အခုမကောင်းကျိုးတွေရနေတာဒါကိုယ့်ရဲ့တာဝန်ပဲဒါဆိုရင်ကိုယ့်ရဲ့ဘဝကောင်းမှုအတွက်ကိုယ်ကိုယ်တိုင်ကောင်းမှုပြုဖို့ဟန်လည်းပဲကိုယ့်ရဲ့တာဝန်ဒါကိုလူတွေကငါတာဝန်မဟုတ်ဘူးဆိုပြီးတော့မျက်နှာလွှဲခဲပစ်လို့လုပ်နေကြတာတော့ဒါမှန်တရားမဟုတ်ဘူးပေါ့ဒါကြောင့်ကိုယ့်ရဲ့ဘဝကိုယ့်ရဲ့လက်ထဲမှာကိုယ့်ရဲ့တာဝန်လို့သိလိုက်တာနဲ့မကောင်းမှုတွေမပြုဖြစ်တော့ဘူးမကောင်းတဲ့အပြောတွေလည်းမပြောဖြစ်တော့ဘူးမကောင်းတဲ့အတွေးတွေလည်းမတွေးဖြစ်တော့ဘူးမကောင်းတဲ့အတွေးတွေးလိုက်လို့မကောင်းကျိုးတွေငါခံရမယ်မကောင်းတဲ့စကားတွေပြောလိုက်ရင်ငါမကောင်းတဲ့အကျိုးတွေတံပြန်ခံရမယ်မကောင်းတဲ့အမှုတွေပြုမိရင်ငါဒီမကောင်းမှုရဲ့ဒဏ်တွေကိုငါပြန်ခံရမယ်ဆိုတာကိုယ်မှတာဝန်ရှိတယ်ဆိုတာကိုသိလိုက်တာနဲ့ဒီမကောင်းမှုတွေကနေတော့ရှောင်ရှားနိုင်လာမယ်ကိုယ့်ရဲ့ဘဝကိုယ့်ရဲ့တာဝန်လို့သိလိုက်တဲ့လူတစ်ယောက်မှာကိုယ့်ရဲ့ဘဝတိုးတက်ဖို့အတွက်ကိုယ်ကိုယ်တိုင်တတိအားတွေအားထုတ်ရတော့မယ်ကိုယ်ကိုယ်တိုင်ဝိရိယစွမ်းအားတွေထုတ်သုံးရလိမ့်မယ်ကိုယ်ကိုယ်တိုင်တမာတိအားတွေလည်းကိုယ့်ရဲ့စိတ်တည်ကြည်ဖို့ကိုယ့်ရဲ့စိတ်ဓာတ်ခိုင်မာဖို့ကိုယ်ကိုယ်တိုင်တည်ဆောက်ရတော့မယ်ကိုယ်ကိုယ်တိုင်အသိပညာတွေရဖို့ပေါ့လောကီပညာလောကုတ္တရာပညာအဆင့်တန်းမြင့်မှုအတွက်ကိုယ်ကိုယ်တိုင်ကြိုးစားပြီးတော့အသိဉာဏ်အဆင့်ဆင့်တမာဒိဋ္ဌိအဆင့်ဆင့်ကိုကိုယ်ကိုယ်တိုင်တည်ဆောက်ကြရမယ်အဲ့ဒါလို့တတိဝိရိယတမာတိပညာစွမ်းအားနဲ့ကိုယ့်ရဲ့ဘဝကိုတာဝန်ယူတည်ဆောက်နိုင်လာပြီဆိုရင်ကိုယ့်ရဲ့ကိုယ်ကိုယ်တိုင်လက်ခံနိုင်လာမယ်ကိုယ့်ရဲ့ဘဝကိုကိုယ်ကိုယ်တိုင်ယုံကြည်နိုင်လာမယ်ကိုယ့်ရဲ့ဘဝကိုကိုယ်ကိုယ်တိုင်အားကိုးနိုင်လာမယ်ဒါကကိုယ့်ရဲ့ဘဝကိုယ်တာဝန်လို့သိနာလည်တဲ့သူအတွက်ဒါကိုယ့်ရဲ့ဘဝအဆင့်တန်းမြင့်အောင်ကိုယ်ကိုယ်တိုင်တည်ဆောက်ရင်းနဲ့ဘဝအဆင့်တွေမြင့်တက်သွားကြတယ်ပေါ့ကိုယ့်ရဲ့ဘဝကိုသူများလက်ထဲကိုအပ်လိုက်ပြီးတော့သူများတာဝန်လို့တချို့ကမိဘကိုအားကိုးတယ်ပေါ့ကိုယ့်ရဲ့မိဘတထေးရွှေငွေရှိတယ်ဆိုပြီးတော့မိဘအားကိုးလိုက်တာနဲ့အဲ့ဒီသားသမီးဟာတိုးတက်တဲ့လမ်းပေါ်မရောက်တော့ဘူးကိုယ့်ရဲ့ဘဝကိုတကုရှင်လက်ထဲကိုအပ်လိုက်တာနဲ့တကုရှင်တို့ရဲ့တာဝန်လို့ကိုယ့်ရဲ့ဘဝကိုအပ်လိုက်တာနဲ့ကိုယ့်ရဲ့ဘဝတိုးတက်ဖို့ကိုယ်ကိုယ်တိုင်တည်ဆောက်နိုင်ကြတော့ဘူးဒါကြောင့်ကိုယ့်ရဲ့ဘဝကိုယ်တာကြလောကကြီးထဲမှာကိုယ်ရှိဒုက္ခဝန်ကိုချအေးရလောကုတ္တရာ
နောက်တစ်ဆင့်တက်ကြမယ်ဆိုရင်တော့ကိုယ့်ရဲ့တာဝန်ကိုဒီတိုင်းပဲဘဝတစ်ခုပြီးတစ်ခုထမ်းသွားကြမှာလားဒါဆိုရင်ကိုယ့်ရဲ့ဘဝကိုယ့်ရဲ့ခန္ဓာကိုထမ်းနေတဲ့ခန္ဓာဝန်ထမ်းတစ်ယောက်မှာအိုရခြင်းနာရခြင်းသေရခြင်းကွဲရမွဲရတဲ့ဒုက္ခတွေကမလွတ်နိုင်ဘူးဒါကြောင့်ကိုယ့်ရဲ့တာဝန်ကိုယ်မှာရှိတဲ့ဒီဝန်ကိုချနိုင်ဖို့ကဘာရဟဝေပင်ဆက်ခန္ဓာဆိုတဲ့ဒီခန္ဓာ၅ပါးဟာဝန်တစ်ခုဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဝန်ကိုထမ်းနေသည်၍အဲ့ဒီဝန်ကိုသမုဒိယနဲ့ထမ်းနေသည်၍ဘဝဒုက္ခတွေလည်နေဥမှာပဲဒါကြောင့်ကိုယ်မှာရှိတဲ့ဒီဒုက္ခဝန်ကိုလည်းပဲချနိုင်အောင်ဝိပဿနာဉာဏ်နဲ့ပေါ့ဒီခန္ဓာဒုက္ခခန္ဓာဝန်ကြီးဟာဖြစ်ပြီးတော့ပြည့်နေတဲ့အိဋ္ဌဒုက္ခအနတ္တငါဟာမဟုတ်ငါမဟုတ်ငါအတ္တမဟုတ်လို့ကိုယ့်ရဲ့ခန္ဓာဝန်ကိုချတဲ့နေ့ဟာဒါလောကကနေလွန်မြောက်တဲ့လောကုတ္တရာငြိမ်းအေးမှုကိုရတဲ့နေ့ပဲလို့မှတ်သိပြီးတော့ကိုယ့်ရဲ့ဘဝကိုယ်တာဝန်လို့ကိုယ်တိုင်ခံယူပြီးတော့ကိုယ့်ရဲ့ဘဝကိုကြီးမားတိုးတက်ပွားများအောင်ကြိုးစားနိုင်ကြပါစေနောက်တစ်ဆင့်ကိုယ်မှာရှိတဲ့ဒုက္ခကိုလည်းပဲစွန့်ချပြီးတော့ဝိပဿနာဉာဏ်နဲ့ကိုယ့်ရဲ့ခန္ဓာဒုက္ခကိုစွန့်ပြီးတော့ခန္ဓာဒုက္ခကနေလွတ်မြောက်နိုင်တဲ့သူတော်ကောင်းများဖြစ်နိုင်ကြပါစေ